ဒေါ်လေးဟဲ့ဘာလဲအော်ဒီနေ့ကဒေါ်လေးရဲ့မွေးနေ့ဆိုတော့ဒါလက်ဆောင်ဝင်လာပြီဒေါ်လေးရဲ့အေးအဲ့မှာတင်လာခဲ့လိုက်ဟုတ်ဒေါ်လေးဟုတ်အော်ဟဲ့ခဏလေးအိမ်နောက်ခမလေးရေတွေမရှိတော့ရေထည့်ထားလိုက်အောင်အော်ဟုတ်ကဲ့ဟုတ်ဒါထည့်လိုက်မယ်နော်ဒေါ်လေးကလည်းကွာသူ့မှာတားရှိရပဲသူ့တာကလည်းမထည့်ခိုင်းတာလေဒေါ်လေးတားရေဖြည့်ပြီးသားပြီနော်ဒေါ်လေးအော်ဟုတ်လားအဲ့ဒါဆိုရင်ဒေါ်လေးကိုဟင်းချက်ဖို့အတွက်ဈေးထဲမှာဈေးတော့ဝယ်ပြီနော်ဟုတ်ဒေါ်လေးဟုတ်မမေတားလည်းကိုကြီးနဲ့လိုက်သွားချင်တယ်ဟဲ့တားသူ့ကိုကြီးလို့မခေါ်ပါနဲ့တားနဲ့သူနဲ့ဘာမှမတော်ပါဘူးအော်မမေကလည်းသူနဲ့တားနဲ့ဘာမှမတော်ဘူးဆိုမှသူကသွားကိုကြီးလို့ပဲလေတော်ပြီတားမခေါ်နဲ့ဆိုမခေါ်နဲ့ပေါ့မမေအဲ့ဒါဆိုရင်ဒါအဲ့ဒီအကိုနဲ့လေဈေးလိုက်သွားချင်လို့ဟဲ့တားပင်မမဆိုလို့မင်းကဘာမှမခိုင်းနော်မလိုက်ရဘူးမမေကလည်းတခါတည်းပါပဲမလိုက်နဲ့ဆိုမလိုက်နဲ့ပေါ့ဘယ်နှခါပြောက်မလဲသွားတော့ဟုတ်မမေမလိုက်တော့ပါဘူးဒေါ်လေးတာဈေးထဲမှာလေဘာသားဝယ်ပြရမလဲအေးဒီနေ့ကလေအိမ်မှာစိုက်နေမရှိတော့ဘူးမိသားဘူးတီးတွေဝယ်လာမယ်စီတွေဝယ်လာမယ်ဟဲ့ကြားလားဒေါ်လေးဝယ်ရမယ့်ဟာအများများတားတောက်ထဲမနိုင်ဘူးဒေါ်လေးရဲ့ဟဲ့မနိုင်လဲနိုင်အောင်သေးလေနေ့ငါထမင်းကျွေးထားတာလေဟဲ့ဟုတ်ဒေါ်လေးဟုတ်ဟဲ့ခင်အော်မကြိုင်ဘာဖြစ်တာလဲမကြိုင်ရဆူညံနဲ့ဘာဖြစ်ရမှာလဲဟဲ့နေ့ဟိုသားလေးပေါ့မြောင်းထဲမှာလေးပြုတ်ကြသွားတယ်တဲ့တနာပါတယ်ဟဲ့ထုတ်တူပူးတာလည်းအများကြီးပဲအမလေးမကြိုင်ရဲ့မများပါဘူးသူ့ဓာလေးပဲခိုင်းတာပါတကယ်ပါပဲဟဲ့များလားမများလားနင့်ตาသွားတဲ့ခိုင်းမှာလားဟဲ့အော်ဘာလို့တဲ့ခိုင်းမှာလဲသူ့ထမင်းကျွေးထားတာလေသူ့တဲ့ခိုင်းမှာပေါ့ခင်ကွစ်ဆိုတာလေတက်တယ်နော်နင့်ခေါင်းတော်မှတ်ထားကြီးအမလီလွယ်ပါစေချောပါစေဟဲ့နင်ဘာလာပြောနေလဲကြိုင်သွားတော့နှစ်ငါမြင်ချင်တော့ဟဲ့နင်အိုက်ကလေးလေမကျွေးနိုင်ငါကိုယ်တိုင်ခေါ်ကျွေးမယ်ခေါ်တာအပီးတာခေါ်ထားလိုက်တော့တကယ်ပါပဲတကယ်အာကုသို့များတဲ့ဟာလေးပါအေးခေါ်မယ်မမေအော်ပြောနေတာမမေဟိုကိုရပြန်မလာတော့ဘူးလားပြန်မလာတော့ဘူးတာရဲ့ तू ကလေမမေတို့အိမ်မှာကတ်စားလို့မလို့သူများအိမ်မှာသွားကတ်စားနေတာရဲ့မမေရဲ့ तू ကအဲ့လိုမလုပ်တော့ပါဘူးဒါရတာနဲ့မဆိုင်ဘူးတပတ်သားနေစမ်းပါမမေရလေဒါသူတတိယလို့ပါမင်းရဲ့ဟဲ့ဘာတတိယလဲသွားကိုခန္ဓာကိုပြန်ဝင်တော့ဟုတ်မမေဟုတ်